မကွေးတိုင်းမင်းမှုမြို့နယ်ထဲမှာရှိတဲ့မန်းရွှေဆက်တော်ကိုတော့အားလုံးပဲသိကြမယ်ထင်ပါတယ်ယခုအခါမှာတော့မူခါမုန်တိုင်းရဲ့ပြင်းထန်တဲ့အရှိန်ကြောင့်မန်းချောင်းရေကြီးပြီးမန်းရွှေဆက်တော်ရာဖျားအောက်ဆက်တော်ရာအတွင်းရင်ဝင်ရောက်နေမှုကိုဒီကနေ့မေလ14ရက်နေ့လယ်7:00နာရီကမှမြင်တွေ့ခဲ့ရတဲ့မြင်ကွင်းကိုအခုလိုပဲပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။မိုးရာသီကာလတွေမှာမိုးတိထန်စွာရွာသွန်းရင်မန်းချောင်းရေကြီးပြီးအောက်ဆက်တော်ရာကိုရင်ဝင်ရောက်လေရှိပေမဲ့ယခုတစ်ခေါက်လက်ရှိရင်ဝင်ရောက်မှုကတော့မူခါဆိုင်ကလုန်းမုန်တိုင်းကြောင့်ချင်းပြည်နယ်နဲ့မကွေးတိုင်းအထက်ဒေသတွေမှာမိုးကြီးနေလို့တောင်ကျချောင်းရည်တွေမတန်တဆကျပြီးမန်းချောင်းရေကြီးတာလို့ဒေသခံတွေကသုံးသပ်ပြောဆိုကြပါတယ်။ရေရဲ့ရေထုကလည်းအတော်လေးကိုမြင့်မားတယ်လို့ဒေသခံတွေကဆိုကြပါတယ်။ဒါကြောင့်ဘုဒ္ဓတာအနေနဲ့ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ဒီခုဆက်လက်ပြီးသတင်းများထူးဆန်းအကြောင်းအရာများကိုဆက်လက်ကြည့်ရှုနိုင်ပါတယ်။မိတ်ဆွေတို့ကျွန်တော်တခုမေးချင်တယ်ဗျာ။တရေမကဖျားကနေအိမ်ထိလိုက်တာလေဆိုရင်ခင်ဗျားတို့ယုံမလား။ဟုတ်တယ်ဗျာကျွန်တော်မျက်ဝါးထင်တယ်တခါမှမမြင်ဘူး။အခုဖြစ်ပြကြီးမကြုံခင်အထိပေါ့။အခုကျွန်တော်ဖြစ်ပြကစစ်ပြေလက်ပြောက်ခီးထွက်ရင်ဗကန်အင်းဝလေးတွေကနာမည်ကြီးစီဟောင်းတဆူပေါ့လေ။အဲ့ဒီမှာစတာပဲ။တဆူပြီးတဆူလိုက်ပြီးကြည့်လိုက်ဓာတ်ပုံရလဲနေပေါ့ဗျာ။အဲ့ဒီစီမှာလည်းဘာမှထူးဆန်းတာမခံစားရသေးဘူးဗျ။အကုန်လုံးလေးလာပြီးလို့ပြန်လာကြရင်လည်းကျွန်တော်ကောင်းအောင်မှရိုက်ထားတဲ့ဓာတ်ပုံတွေကိုပြန်ကြည့်တဲ့အချိန်မှာစတာပဲ။သွားတာစုစုပေါင်းကျွန်တော်ရဲ့ကျွန်တော်အကူရဲ့အကူဝမ်းခွဲတယောက်ရဲ့ကျွန်တော်ညီမရဲ့သူကတော့အသက်15နှစ်လောက်ပေါ့။ဒါပေမဲ့ထူးဆန်းတာကကျွန်တော်ရိုက်လာတဲ့ဓာတ်ပုံထဲမှာအမျိုးသမီးတယောက်ပုံပါလာတယ်ဗျ။အသက်ကတက်လက်ပိုင်းတော့ခံမှန်းရတယ်။ကျွန်တော်ညီမသပင်တူကိုဝဲနဲ့အဲ့နေရာကအပေါ်ဆုံးထပ်မှာဓာတ်ပုံရိုက်နေတဲ့အချိန်ရောကျွန်တော်တို့ရှိနေတဲ့အချိန်ရောကျွန်တော်တို့အုပ်စုကလည်းဘယ်သူမှမရှိဘူးဗျ။ဘာလို့လဲဆိုတော့လေကားကရှေးခေတ်ကူဖျားဆိုတော့ကြောင်လင်လေကားဖြစ်တာရဲ့ကျင်းတာရဲ့ကြောင့်ဘယ်သူမှလည်းမရှိလို့ကျွန်တော်တို့လည်းရိုက်ရဲတာပေါ့။ပြီးတော့ရုပ်ထုလည်းမဟုတ်ဘူးလို့အဲ့ဒီဘက်ကလည်းအပေါ့မရှိတဲ့နိုင်ငံကြီးပဲဗျ။အကုန်လုံးလည်းအဲ့ဒီပုံကိုကြည့်ပြီးအံ့ဩကြတာပေါ့။ဒါပေမဲ့လည်းခဏပါပဲ။နောက်ရက်တွေကျတော့အားလုံးလည်းမေ့သွားကြတာပေါ့လေ။အဲ့လိုနဲ့ကျွန်တော်ရန်ကုန်ပြန်လာပြီးတပတ်လောက်ကျတော့ဇလန်းကပြန်ဆောက်လာတာပဲ။ကျွန်တော်ကအလုပ်ကိစ္စနဲ့ကချင်ပြည်နယ်ဘက်ကိုခီးထွက်ဖို့ပေါ်လာတော့ကျွန်တော်လည်းအဲ့ဒီအကြောင်းလေးခေါင်းထဲကပျောက်သွားတယ်ပေါ့လေ။တော့ကန်ဒီ၄ရက်လောက်အလိုမှာကျွန်တော်အိမ်မက်ဆိုးတွေစမှတ်တော့တာပဲ။အိမ်မက်ထဲမှာကျွန်တော်ကရေကန်ကြီးပြင်းသားရောက်နေတယ်ဗျ။အဲ့ဒီကန်ထဲမှာကလေးရောလူကြီးရောအများကြီးကစားနေကြတာ။အဲ့ဒီအချိန်မှာပဲဖြတ်ခနဲရေကန်ထဲကချက်ချင်းရေတွေကနောက်ကြည့်ပြီးလူတွေလည်းအကုန်ပျောက်သွားတယ်။ပြီးတော့တိတ်မကြောက်အလောင်းတွေပေါ်လာတယ်။ကျွန်တော်လည်းအကူကြီးပေးဖို့လှမ်းအောင်ရင်ကန်တော့ကိုကတ်သွားလိုက်တာပေါ့။အဲ့ဒီအချိန်မှာကျွန်တော်နဲ့မလန်းမကန့်မှာအမျိုးသမီးတယောက်ဗျ။သူကအနှဲ့အောင်ဝတ်ဆက်ဝတ်ထားတယ်။အဲ့ဒီအမျိုးသမီးကတစ်ချက်လှုပ်ပြီးတော့သူကတုံနေတယ်။အဲ့ဒါနဲ့ကျွန်တော်လည်းအသက်ရှင်ရလားမသိဘူးဆိုပြီးတဖြည်းဖြည်းရေကန်တော့ကိုကတ်ကြည့်နေတယ်။အနီးနားရောက်ခါနီးမှမှောက်ရနေထားတဲ့ရေပေါ်ပေါ်လာတယ်။ချော့တွေကလည်းပြာပြီးပွားနေပြီ။ဘိုက်တွေကလည်းဖောင်းနေပြီ။အဲ့ဒါနဲ့ကျွန်တော်လည်းမျော်လင့်ချက်မဲ့ပြီးနောက်ပြန်ဆုပ်လို့တော့အလောင်းကနိုင်လက်တန်တိုင်းတဖြည်းဖြည်းလဲလာတယ်ဗျ။ကျွန်တော်လည်းအော်နေတော့အဲ့အလောင်းကြီးကဝုန်းကလေးမတည့်ရပြီးကျွန်တော်မျက်နှာနားအထိမျက်နှာကြီးရောက်လာတယ်။ပြောပြတဲ့အောင်ရှိတဲ့အနေထားပေါ့ဗျာ။မျက်နှာကလည်းတကယ်ကြောက်စရာကြီးဗျာ။မျက်ခုံးမကြီးကမဲနေပြီးတော့မျက်လုံးကဟောက်ပတ်နေ။မေးစီကလည်းပါဇက်ထဲထိဝင်တဲ့အနေထားမျိုးပေါ့။အဲ့ဒါနဲ့ကျွန်တော်လည်းအိမ်မကြီးမှတ်ပြီးလန့်လို့လာတယ်။လာယူကြည့်ရတော့3နာရီခွဲပြီး5မိနစ်။ရင်ဘက်တွေပါအောင်းနေတိအသက်ရှူတွေမြန်ချွေးစည်းတွေပါပြန်လာတယ်။အဲ့ဒါလည်းဘုရားသာရုပ်ပြီးစိတ်လျှော့ပြီးအိတ်လိုက်တယ်။ပြန်အိတ်ပျော်သွားပြီးမနေ့လောက်ကျမှအိတ်ဟာနိုးလာတယ်။အိမ်မဆိုးတစ်ခုလိုပဲစိတ်ထဲမှာတွေးလိုက်မိပေမဲ့အဲ့ဒီမျက်နှာကြီးကိုတော့အခုထိမေ့မရဘူး။ပုံထဲမှာမျက်လုံးထဲမှာပေါ်လာတိုင်းမှာချက်သိနေထတာပေါ့။အဲ့ဒါနဲ့ဒုတိယညရောက်တော့အကောင်လိုက်ပါပြောင်းလာတာပဲ။အဲ့ညကမိမိပြောက်ပြောက်ပဲအိမ်နေတာပေါ့ဗျာ။ညနေတဲ့အချိန်ခမန်းကြီး3နာရီလောက်မှာဘာကြောင့်မှမရှိပဲလန့်လို့လာတယ်ဗျ။ဘေးနေအောင်ကြည့်လိုက်တော့အဲ့ဒီမျိုးသမီးမျက်နှာကြီးထင်းနေတယ်ပဲကျွန်တော်လည်းကြောက်လန့်ပြီးအမေကိုပါလှမ်းអော်ပြီးတော့အော်ခေါ်ပြီးတော့ပြေးစင်တာပေါ့အမေတို့ရောက်လာတော့အဲ့နေအောင်ပြန်ကြည့်တော့ဘာမှမရှိဘူးဗျအဲ့ဒါနဲ့ရေမန်းတော့ဗဒီကိုလဲပြမှာဆွတ်ပတ်ချာလဲရှောက်ကြည့်ပြီးတနေကုန်သွားတယ်မနေ့ရောက်တော့ကျွန်တော်ကလက်ဖေးဆိုင်ထိုင်ရင်ကျွန်တော်တကယ်ချင်းတွေကိုရင်ဖွင့်မိတယ်သူကတော့ပုံမှန်အိမ်မဆိုးကကွာစိတ်ဆွဲလို့ပါဆိုပြီးပြောပေမဲ့လို့ညရောက်တော့ကျွန်တော်လန့်တယ်အဲ့လိုနဲ့တတိယညရောက်တော့ကျွန်တော်လည်းတယောက်တည်းမအိပ်ရတာနဲ့ကျွန်တော်ကိုစီသွားအိပ်တယ်အိတ်ခဏီစိတ်ပြေလက်ပြောက်ဟာတာကားလေးကြည့်ပြီးအိပ်ပျော်သွားတယ်ဒါပေမဲ့
ညနေပိုင်းမှာကျွန်တော်အိတ်နေတဲ့မျက်လုံးကအလိုလိုပွင့်ပြီးလန့်လို့လာတယ်အဲ့ဒါနဲ့ဘေးနေအောင်မကြည့်ပဲတဲ့ကျွန်တော်အကူကိုကြည့်လိုက်တော့ခန္ဓာကိုယ်တော့ကျွန်တော်အကူခန္ဓာကိုယ်နဲ့ပဲခေါင်းနေရာမှာကစပင်ရှိကြီးမြင်လိုက်ရတယ်ဗျာခံမှန်းကြီး30စက္ကန့်လောက်ကြာတာပေါ့ပြီးတော့ငကိုကျွန်တော်အကူမျက်နှာပြန်ဖြစ်သွားတယ်ကျွန်တော်လည်းကြောက်ကြောက်နဲ့ဆောင်းချုံပြီးပြန်အိတ်လိုက်တယ်လင်းကန်ကြီးမှာပြန်လန့်လို့ပြီးတော့အတန်လိုကြားရတယ်တကားစီလှည့်ကြည့်တော့ဖြတ်ခနဲ့အမျိုးသမီးခန္ဓာကိုယ်ဗျခံမှန်းကြီးအရက်က6ပေနီးပါကျွန်တော်ရက်က9ပေ7အိတ်ခမ်းပေါ်ကကျွန်တော်ခေါင်းနဲ့တိုက်ဖို့နည်းနည်းပဲလိုတယ်သူ့ရက်ကဘောင်းနဲ့ထိနေပြီအဲ့လိုလှမ်းမြင်လိုက်ပြီးပျောက်သွားလို့ကျွန်တော်အကူကဒီကမှာအိတ်နေနှိုးလိုက်တယ်တရေ6တယ်ဆိုပြီးကျွန်တော်အကူပြောပြလိုက်တယ်အဲ့ဒါသူကဟုတ်ပါမလားလို့ပြောပြီးအေးစီစီပြောပြီးပြန်အိတ်သွားတယ်ဗျာကျွန်တော်လည်းလုံးဝအိတ်လို့မရနဲ့ဘုရားစာလေးရွတ်ပြီးအာယုံတက်ခံပြီးမှပြန်အိတ်ပြောသွားတယ်မနေ့ရောက်တော့ကျွန်တော်အကူပြောပြတော့ငါမနေ့ကမနှိုးပါဘူးဘယ်သူမှလည်းမနှိုးသလိုမင်းနဲ့လည်းစကားမပြောမိပါဘူးတဲ့ကျွန်တော်ကသူ့နောက်နေတဲ့ထင်ပြီးပြောပြီးမဲ့သူကတကယ်ပဲရုပ်တည်ကြီးနဲ့ပြောနေတာဗျအဲ့ဒါနဲ့ကျွန်တော်လည်းခီးထွက်စရာရှိသေးရရဲ့စိုးရိမ်လာတာရင်နဲ့အမေကိုပြောပြလိုက်တော့အမေကရေမန်းတိုက်ပြီးတော့ပေကျိုးလဲမှချီလိုက်တယ်ပြီးတော့အခန်းအတွင်းပြင်ပေးရီဖြန်းပြီးကျွန်တော်အမျှဝေခိုင်းလိုက်တယ်ပြီးတော့လက်မောင်းကိုလည်းထမင်းအထက်ဆင်းစာချီပေးတယ်ကျွန်တော်လည်းညနေကလည်းခီးထွက်အောင်မှာဆိုတော့ပြင်ဆင်စရာတွေပြင်ဆင်ပြီးမိသားစုနှုတ်ဆက်အမေကိုကြော့ပြီးအနာဖျားလေးကိုရေတက်ပဲစီမီလူ32ပုံတရားဝါတွေကိုအမျှပေးလိုက်တယ်ညနေကားပေါ်ရောက်တော့လဲဘာမှမဖြစ်တော့ပဲခီးစဉ်တစ်ချောင်းနဲ့အဆင်ပြေပါတယ်ညဘက်တွေလည်းအိမ်မဆိုးမမတ်တော့ပဲပုံမှန်တိုင်းပြန်ဖြစ်သွားတယ်တကယ်ပဲ6လသတိပေးတာလားရိုးရိုးတာမန်အိမ်မဆိုးပဲလားဆိုတော့ဝေခွဲမရဘူးပေါ့ဗျာဘာလို့လဲဆိုတော့အခုရတိမျက်စိထဲမှာစွဲနေသေးတယ်ဗျအဲ့ဒီအကြောင်းကြီးကျွန်တော်အခုပြန်တွေးမိရင်ချက်သိမ်းထားတော့မယ်မိတ်ဆွေတို့ရောအဲ့ဒါတကယ်အဖြစ်ဖြစ်နေလားတရေ6တာလားအဲ့လိုမျိုးကြုံဘူးတဲ့မိတ်ဆွေရှိကြလားဗျကြုံဘူးလေဆိုရင်လည်းတခုပြောတော့ခဲ့ကြပါဦးဗျာအခုပြပြခဲ့တဲ့ဖြစ်ရမှန်တရေအကြောင်းအရာလေးကိုတင်ဆက်ပြီးမှတော့ယခုကမ္ဘာဖလားဘောလုံးပွဲရာသီမှာတမိုင်းတစ်လျှောက်လူတွေအစမတန်တည်ဆုံးခဲ့ကြတဲ့ဘောလုံးပွဲရဲ့အဖြစ်ဆိုးဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးကြပါလိမ့်မြစ်တော်ရအကြောင်းတွေပြောနေရတဲ့ပဲကမ္ဘာကြီးဟာနာဖျားမှုတွေကြားတဲ့ဒဇဇအသက်ရှူကျလာခဲ့တယ်စစ်ပွဲတွေအာဏာသိမ်းမှုတွေအစုလိုက်ပြုံလိုက်ညှဉ်းပန်းနှိပ်စက်ခံရမှုတွေနဲ့အတူဆိုးရလာတဲ့နေရတွေကြားတဲ့တနေ့တစ်မျိုးမရိုးရတဲ့သတင်းတွေနဲ့တင်ဆက်နေခဲ့တယ်ပြီးခဲ့တဲ့လကစားခဲ့တဲ့အင်ဒိုနီးရှားလီဂါ1ပွဲစဉ်မှာလူ150ကျော်တည်ဆုံးခဲ့တဲ့ဖြစ်စဉ်ဟာလေဘောလုံးဟာအာဇာနည်တစ်ခုနဲ့ပိုပါတယ်ဆိုတဲ့ကြွေးကြော်သံတွေကြားထဲမှာအကြီးတန်းစွာပေါ်ပေါက်ခဲ့ပြန်ပါလေအစောပိုင်းသတင်းတွေအရတော့တည်ဆုံးသူ130နီးပါးရှိတယ်လို့အာဏာပိုင်တွေဘက်ကသတင်းထုတ်ပြန်ပေမဲ့လက်ရှိမှာတော့တည်ဆုံးသူ184ဦးထိရှိပြီးနောက်ထပ်10ဦးဟာစိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ Goal.com ကဖော်ပြခဲ့ပါတယ်အရှိဂျာဘာကျွန်းကရီမာအသင်းနဲ့ပါစီဘာရာဆူယာဘရာအသင်းတို့ရင်ဆိုင်ခဲ့ကြတဲ့ပွဲစဉ်ဟာဒါဗီရန်ရဲတစ်ခုဖြစ်ခဲ့ပြီးရုံးရင်ဆိုင်ခက်အခြေအနေနဲ့ပြည်သက်တွေဟာကွဲလွင်ချင်းနှင်းဝင်ရောက်ခဲ့ကြပါတယ်ရှုံးနေခဲ့တဲ့အင်ရှင်ရီမာပြည်သက်တွေရဲ့ဒေါသအိုးပောက်ကွဲမှုတွေနဲ့အတူရဲတပ်ဖွဲ့ဝင်တွေဟာညရည်ဖို့အသုံးပြုပြီးဖြိုခွင်းခဲ့ရတယ်လို့ပြည်သက်တွေဘက်ကလည်းပြန်လည်ခုခံမှုတွေရှိခဲ့တယ်လို့သိရပါတယ်ရဲတပ်ဖွဲ့ရဲ့ဖြိုခွင်းမှုနဲ့အတူကွဲတဲ့ကနေထွက်ဖို့ကြိုးစားခဲ့တဲ့လူအုပ်ကြီးဟာလူအုပ်ပြီးမှုဖြစ်ပွားခဲ့ပြီးအလွန်တရာဆိုးရတဲ့အခြေအနေမျိုးဖြစ်ခဲ့တာကြောင့်ဒီလိုဖြစ်ရဆိုနဲ့ကြုံတွေ့ခဲ့ရတာလို့သိရပါတယ်အခြေအနေကိုထိန်းချုပ်ဖို့ညရည်ဖို့အသုံးပြုတဲ့အချိန်မှာလူအုပ်ကြားထဲမှာပိတ်မိမှုဖြစ်ပွားခဲ့ပါတယ်ဒါဟာအုပ်ပြီးမှုကိုဖြစ်စေခဲ့တဲ့အသက်ရှူချက်ခါလူတွေကိုတည်ဆုံးစေခဲ့တယ်လို့အရှိဂျာဘာကျွန်းရဲချုပ်နီကိုအဖန်တာကပြောခဲ့ပါတယ်ဒါအပြင်တည်ဆုံးခဲ့တဲ့အထက်မှာရဲနှုတ်လည်းအပါဝင်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်34ဦးကတော့အားကစားရုံထဲမှာပဲဆုံးပါသွားပြီးကျန်တဲ့သူတွေကတော့ဆေးရုံမှာဆုံးပါသွားခဲ့တာဖြစ်ပါတယ်ထွက်ပေါက်တစ်ခုထဲမှာတောဆုမိသူတို့ဖြစ်ခဲ့ပြီးအသက်ရှူရက်ခါအောက်ဆီဂျင်ပြတ်လတ်သွားခဲ့တာဖြစ်ပါတယ်လို့အဖန်တာကဆက်ပြီးပြောပြခဲ့ပါတယ်ဒီဖြစ်ရပေါ်အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ကတော့စုံစမ်းစစ်ဆေးမှုတွေချက်ချင်းစတင်နေပြီးအမဲဆက်ထင်စေခဲ့တဲ့အဖြစ်ရပေါ်လက်မခံနိုင်ဘူးလို့ဆိုပါတယ်အင်ဒိုနီးရှားသမ္မတဒိုဝီကတော့ဒီလိုဝမ်းနဲ့ဝယ်ရဖြစ်ရပေါ်ဒါဟာဖြစ်ရဆိုဖြစ်သလိုလုံခြုံရေးဆိုင်ရာပြင်ဆင်မှုတွေကိုအပြီးသက်တဲ့အထိ PSSI ဘောလုံးလိဂ်ပြိုင်ပွဲကိုရန်နာထားမှာဖြစ်ပါတယ်ဒေဂျေပျက်စီးမှုတွေဖြစ်ပွားခဲ့တဲ့ဘောလုံးဖြစ်ရဆိုအတွက်ပြည်သူလူထုကိုစားအလွန်အမင်းဝမ်းနဲ့ကြည်ခွဲရပါတယ်လို့သူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြခဲ့ပါတယ်ဘောလုံးပွဲတွေအတွင်းအဓိကရုံးဖြစ်စေခဲ့တဲ့ဖြစ်စဉ်ဟာအင်ဒိုနီးရှားမှာတော့အသစ်ဆန်းမဟုတ်သလိုအခုရှင်ပြန်ခဲ့တဲ့နှစ်သိန်းဟာလည်းကာလရှည်ပြိုင်ပွဲတွေဖြစ်ခဲ့ကြပါတယ်နှစ်ဖက်အသင်းတွေကြားခက်ရန်ဖြစ်ကြမှာကိုစိုးရိမ်တာကြောင့်ပါစီဘာယာဆူယာဘာယာအသင်းပေးတဲ့တွေဆိုရင်တ
ဘောလုံးပွဲကြီးကိုလက်မှတ်တောင်ဝယ်ခွင့်မပေးထားပါဘူးဒါပေမဲ့အင်ဒိုနီးရှားလူမျိုးရေးဝန်ကြီးကတော့အားကစားရုံတွေကပွဲကြီးပြည့်တဲ့ပမာဏဟာလူ4200အထိရှိနေတယ်လို့ပြောပါတယ်ဒါအားကစားရုံဝင်ဆက်တဲ့ပွဲကြီးပြည့်တဲ့ပမာဏထက်လူပေါင်း4000နီးပါးများနေတာဖြစ်ပါတယ်အခုဖြစ်ရကတော့အားကစားရုံတွေအတွင်းမှာဖြစ်တဲ့လူအစမတန်သေဆုံးမှုဖြစ်ရတွေကနောက်ဆုံးဖြစ်လာပါတယ်1964ခုနှစ်တုန်းကလည်းလီမာမြို့မှာပြုလုပ်ခဲ့တဲ့ပီရူးနဲ့အာဂျင်တီးနားဘောလုံးအသင်းတို့ရဲ့အိုလံပစ်ခြေစစ်ပွဲမှာလူအုပ်ပြီးမှုဖြစ်လို့လူပေါင်း320သေဆုံးခဲ့ပြီးနောက်ထပ်1000ကျော်ဒဏ်ရာရရှိခဲ့တဲ့တမိုင်းလေးရှိခဲ့လို့ပါလေ